အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာကတော့အမျိုးသမီးကျန်းမာရေးဆိုင်ရာဘူတူတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဝင်းမြတ်ဖြစ်ပါတယ်ဒီနေ့ကတော့အမျိုးသမီးလေးတွေဘာကြောင့်အပြိုဝင်ပေါ်ဝင်ချိန်ပေါ့နော်စောရတယ်ဆိုတဲ့အကြောင်းရင်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီ topic လေးကတော့အားလုံးလည်းသိကျင်ကြမယ်ထင်တယ်အရေးလည်းကြီးတယ်ပေါ့နော်အခုနောက်ပိုင်းမှာဒီအမျိုးသမီးလေးတွေကခါတိုင်းထက်ကိုစောပြီးတော့ပေါ့နော်အပြိုပေါ်ဝင်နေကြတယ်ပေါ့နော်ဒါကဘာကြောင့်ဖြစ်လဲဆိုတော့မေတွေလည်းစိုးရိမ်နေမယ်လို့ထင်တယ်ပေါ့နော်များသောအားဖြင့်ကတော့ဒါ idiopathic လို့ခေါ်ရဲပေါ့နော်အကြောင်းရင်းမရှိဘူးပေါ့နော်တချို့ကလေးတွေကကြတော့ဒီမျိုးရိုးလိုက်တယ်ပေါ့နော်မျိုးရိုးလိုက်တယ်ဆိုတာကဒီမိခင်တွေနောက်တစ်ခုကအဖိုးအားတွေဆိုလို့ရှိရင်ပြိုပေါ်ဝင်ချိန်စောတယ်ဆိုလို့ရှိရင်သူတို့ကလည်းအပြိုပေါ်ဝင်ချိန်စောတတ်တယ်ပေါ့နော်အဲ့တော့ပြိုပေါ်ဝင်ချိန်စောတယ်လို့ပြောဖို့အတွက်ဆိုလို့ရှိရင်ပြိုပေါ်ဝင်ချိန်ကဘယ်ချိန်မှလဲပေါ့နော်ဒါလေးကိုတော့အရင်ဆုံးသိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီမျိုးသမီးလေးတွေအနေနဲ့ကဒီ puberty လို့ခေါ်ရဲပေါ့နော်အပြိုပေါ်ဝင်ချိန်ကများသောအားဖြင့်ကအသက်8နှစ်ကနေပြီးတော့စပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့8နှစ်ကနေပြီးတော့သူကအဆင့်3ဆင့်ပေါ့နော်3ဆင့်လို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီတကိုယ်လုံးမှာရှိရပေါ့နော်ရင်သားကနေစပြောမှာပေါ့နော်ရင်သားဖွံ့ဖြိုးလာတယ်ပေါ့နော်ရင်သားဖွံ့ဖြိုးလာပြီးလို့ရှိရင်ဒုတိယအဆင့်အနေနဲ့ကဒီစီးကုံနာတဝိုက်မှာရှိတဲ့အမွှေးလေးစပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့နောက်မှာတော့ဒီဂျိုင်းမွှေးလေးဖြစ်ပေါ်လာတယ်အဲ့နောက်ပိုင်းမှာနောက်ပိုင်း3-4နှစ်လောက်ကြာတော့မှဒီရာသီသွေးရစဖြစ်ပေါ်တယ်နော်အဆင့်လိုက်တိုင်းဒီလိုမျိုးလေးဖြစ်တာကိုကျွန်မတို့က puberty ဝင်တယ်လို့ခေါ်တယ်ပေါ့နော်ဒီကလေးလေးကဒီလိုမျိုးရင်သားတွေဖွံ့ဖြိုးလာတဲ့အမွှေးလေးပေါက်လာတယ်ပြီးတော့ရာသီသွေးစင်တယ်ပေါ့နော်ဒါကပုံမှန်အတိုင်းအစင်လိုက်တိုင်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့10နှစ်လောက်မှရင်သားတွေစပြီးတော့ကြီးလာတယ်နောက်12နှစ်လောက်မှရာသီသွေးစင်တယ်ပေါ့နော်ဒါကပုံမှန်ဖြစ်တယ်အဲ့တော့ precocious puberty လို့ခေါ်တဲ့အပြိုဝင်ချိန်စောတာကမိန်းကလေးအနေနဲ့ဆိုလို့ရှိရင်အသက်8နှစ်ရဲ့ရှေ့ပိုင်းမှာပေါ့နော်8နှစ်ရဲ့စောပြီးတော့ဖြစ်တယ်ဆိုလို့ရှိရင်ဒါကအပြိုဝင်ချိန်စောတယ်လို့ခေါ်တယ်ပေါ့နော်8နှစ်ရဲ့ရှေ့ပိုင်းမှာဖြစ်တာကရာသီသွေးစင်တာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးပေါ့နော်ခုနပြောတဲ့8နှစ်ရဲ့အရှေ့ပိုင်းမှာရင်သားတွေစပြီးတော့ကြီးလာတယ်ပုံမှန်တော့8နှစ်နောက်ပိုင်းမှာဖြစ်ရမယ့်ကိစ္စတွေကို8နှစ်အရှေ့ပိုင်းမှာဒီရင်သားတွေကြီးလာတဲ့အမွှေးလေးပေါက်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းစပြီးတော့သူက precocious puberty ဆိုတဲ့ခေါင်းစဉ်အောက်ကိုဝင်သွားတယ်ပေါ့နော်အဲ့တော့တချို့တွေကကြတော့လေအဲ့လိုမျိုးအရှိမဖြစ်တဲ့ဒီရင်သားကြီးထွားတာတွေနောက်တစ်ခုကအမွှေးဒီစပြီးတော့ပေါက်လာတယ်မဟုတ်ဘဲနဲ့ဓာတိသွေးအရင်ဆင်းတဲ့ကလေးလေးလည်းရှိရပေါ့နော်ဒါတွေကကမောက်ကမပြန်ဖြစ်တာအစင်လိုက်တိုင်းမဖြစ်ဘဲနဲ့ကမောက်ကမဖြစ်တဲ့ကလေးလေးလည်းရှိရပေါ့နော်မိခင်တွေအနေနဲ့ကဒါလေးတွေကိုကိုယ်ကလေးမှာဘယ်လိုမျိုး stage တွေရောက်နေလဲဆိုတာကိုသိကြလေးသိဖို့လိုအပ်တယ်ပေါ့နော်ဒီဗီဒီယိုလေးမှာလည်းဆရာမကဒီဟာလေးတွေကိုအသေးစိတ်လေးပြောသွားပေးမယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းကလေးလေးကသူ့မှာသူများတွေပေါ့နော်သူကကြောင်းနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူများရဲ့အထက်သူကအရက်ကြီးကအရင်ဆုံးမြင့်လာတယ်ပေါ့နော်ထွားလာတယ်အဲ့တော့နောက်တစ်ခုကဒီရင်သားတွေကလည်းပုံမှန်ထက်နည်းနည်းလေးကြီးလာတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့သူ့မှာမလုံခြုံတဲ့စိတ်ခံစားချက်တွေဖြစ်တယ်ပေါ့နော်အောက်မှာအင်ဂျီကတစ်ထက်အောက်မှာဝတ်ထားတယ်ဆိုပေမဲ့တခြားကလေးတွေမှာမရှိဘူးသူ့မှာစပြီးတော့ရှိနေပြီပေါ့နော်အဲ့တော့ तू ကတချို့ဆိုလို့ရှိရင်ယောက်ျားလေးတွေတကယ်ချင်းနေရှိတယ်ဆိုလို့ရှိရင် तू ကဒီလိုယောက်ျားလေးတွေနဲ့ तू မနေရဲတော့ဘူးမကစားရဲတော့ဘူးပေါ့နော်ဒီလိုမျိုးခံစားချက်တွေကသူ့မှာရှိလာတယ်ပေါ့နော်အဲ့တော့ तू ကအဖွဲတွေကနေခွဲထွက်လာတယ်ပေါ့နော် isolation ဆိုတဲ့ခံစားချက်ကို तू ကရတယ်ပေါ့နော်ဒါအကြောင်းပါပေါ့နော်နောက်အမေရိနဲ့အိမ်မှာဆိုလို့ရှိရင်လည်း तू ကဒီတချို့ကလေးတွေကတော့ပြောတယ်ပေါ့နော်ဒါပေမဲ့တချို့မပြောတတ်တဲ့အခွင့်မပြောတတ်တဲ့ကလေးလေးဆိုလို့ရှိရင်လည်းအမေတွေကိုမပြောရဲဘူးသူ့မှာတယောက်တည်းကြိတ်ပြီးတော့ခံစားနေရတယ်ပေါ့နော်အဲ့တော့အမေတွေကလည်းသူ့ကလေးဘာဖြစ်နေရဲဆိုတော့မသိတဲ့အချိန်မှာအမေနဲ့ကလေးကြားမှာပြဿနာလေးတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါကကလေးမှာခံစားရတဲ့ဒီစိတ်မလုံခြုံမှုတွေနောက်တစ်ခုက तू ကပုံမှန်ထက်ကိုကြီးထွားနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြပေါ်ဝင်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကsexual abuse ပေါ့နော်ဒီလိုမျိုးဖြတ်သွားဖြတ်လာကနေပြီးတော့ယောက်ျားလေးကလှမ်းဆလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးသူ့မှာစိတ်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေကလည်းရှိနေရပေါ့နော်အဲ့တော့ဒီလိုမျိုးအားကြောင့် precocious puberty ဝင်တဲ့ကလေးလေးတွေဆိုလို့ရှိရင်အမေတွေကပို့ပြီးတော့ view site တင်ပါတယ်ဒီလိုမျိုး precocious puberty ဖြစ်ရတဲ့အကြောင်းရင်းတွေကိုပြောပါဆိုလို့ရှိရင်တော့ပထမဆုံးအများဆုံးပေါ့နော်ဖြစ်တဲ့အကြောင်းရင်းကတော့ idiopathic လို့ခေါ်တယ်အကြောင်းရင်းမရှိဘူးအကြောင်းရင်းမရှိဘူးဆိုတာခုနကလိုမျိုးရိုးလိုက်တာပဲဖြစ်ဖြစ်သူကသူပုံမှန်အတိုင်းလေးစောသွားတာပဲဖြစ်ပေါ့နော်ဒီလိုမျိုးဖြစ်တာကတော့အများဆုံးပဲပေါ့နော်နောက်တစ်ခုကဒီအနေချင်းကယောဂါတွေကြောင့်ဖြစ်တာပေါ့နော်ယောဂါတွေကကြတော့ဒီသူကဥကောင်းထဲမှာရှိတဲ့အုံနောက်ထဲမှာရှိတဲ့ဟော်မုန်းတွေကနေပြီးတော့စပြီးတော့ပြောင်းလဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟော်မုန်းတွေကို
trust စေတဲ့အကြောင်းရင်းတွေများလာလို့ရှိရင်တော့ဒီပျော်ပေါ်ဝင်တဲ့ကိစ္စကသူများထက်ပိုပြီးတော့စောနိုင်တယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုရင်ဒီအုံနောက်ထဲမှာအကျိတ်တွေဖြစ်တာတို့နောက်တစ်ခုကကြောင့်မွေးကလေးကနေပြီးတော့သူကအုံနောက်ကြီးကဥကောင်းရအကြီးဖြစ်ပြီးတော့ရေအိတ်တွေပါလာတဲ့ကလေးမျိုးလေးတွေဆိုလို့ရှိရင်လေဒါသူများထက်ကိုပို့ပေါ်အပြိုပေါ်ဝင်တဲ့အချိန်ကစောတတ်တယ်နောက်တစ်ခုကသူ့မှာတခြား cancer တွေပါလာတာမျိုးဥပမာဥကောင်းတစ်ဝိုက်မှာမျက်လုံးကင်ဆာဆိုလို့ရှိရင်လေသူက radiation တွေပေးရတယ် chemo တွေပေးရတယ်ဆိုလို့ရှိရင်ဒီ normal process ဖြစ်တဲ့ hormone တွေကကမောက်ကမာတွေဖြစ်ပြီးတော့သူအပြိုပေါ်ဝင်ချိန်စောတတ်တယ်ပေါ့နော်နောက်တစ်ခုက infection လိုမျိုးပိုးဝင်တာ TB ပိုးတွေခေါင်းထဲကိုဝင်တာအုံနောက်အမေးပါးတွေရောင်တာပေါ့နော်ဒီလိုမျိုးကိစ္စတွေကလည်းဒီအုံနောက်ထဲကထွက်တဲ့ hormone တွေကိုအပြောင်းအလဲဖြစ်စေရပေါ့နော်ဒါကြောင့်မို့လို့ဒီကလေးတွေက precocious puberty ကိုသူများထပ်ပို့ပြီးတော့ပေါ့နော်စောစောပျော်ဝင်ကြခြင်းဖြစ်တယ်ပေါ့နော်မမေတို့အနေနဲ့မိရဲ့ကလေးကပေါ့နော်ဘယ်အချိန်မှာအပြုတ်ပေါ်ဝင်ချိန်စပြီးတော့ဖြစ်နေပြီလဲဆိုတာကိုအနီးကပ်နေတဲ့အတွက်ကြောင့်မို့လို့သိတင်တယ်ပေါ့နော်အဲ့ဒါမှပဲမိကလေးကဘယ်လိုတွေခံစားနေရလဲပေါ့နော်နောက်တစ်ခုကသူကကြောင်းမှာကောဘယ်လိုမျိုးသူရှိနေလဲပေါ့နော်ဒါတွေကိုမိခင်တယောက်အနေနဲ့သိတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုမျိုးprecocious puberty ခန္ဓာကိုယ်ထွားကြိုင်းနေတဲ့ကလေးတယောက်ကိုပေါ့နော်ဒီ sexual abuse လုပ်ခံရနိုင်ခြေနောက်တစ်ခုကသူ့မှာဒီသူကပုံမှန်ထက်ရသည်စောလာတယ်ဆိုတာကဒီတာဝုကြွေရလဲစောတာပေါ့နော်ဒါကြောင့်မို့လို့ तू ကဘာလဲဆိုရင်ကိုဝင်ရနိုင်ခြေရှိရပေါ့နော်အဲ့တော့ तू ကဘာမှမသိသေးတဲ့အချိန်မှာဒီလိုကိစ္စတွေဖြစ်ပြီးဆိုလို့ရှိရင်သူကဘာမှမသိလိုက်ပဲနဲ့ပေါ့နော်ကိုဝင်ရသွားနိုင်တယ်အဲ့ချိန်မှာမိခင်တယောက်အနေနဲ့စောစောသိတယ်ဆိုလို့ရှိရင်ကလေးကလည်းကိုကိုပြောတယ်ဆိုလို့ရှိရင်ဒီလိုကိစ္စတွေကစောစောသိလို့ရှိရင်စောစောဒီပိုးမဝင်အောင်ကာကွယ်တာတို့နောက်တစ်ခုကအရေးပေါ်တားဆီးတောက်တာတို့ဒီလိုမျိုးတွေကိုအမေကလှုပ်ဆောင်ပေးနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ precocious puberty မှာအရေးကြီးတာကတော့အခုပြောတဲ့ sexual abuse နဲ့ early pregnancy ကိစ္စပေါ့နော်နောက်တစ်ခုကသူ့ရဲ့ causes တွေထဲမှာပေါ့နော်idiopathic ကတော့အများဆုံးဆိုပေမဲ့တခြားယောဂလေးတွေပေါ့နော်ယောဂလက္ခဏာတွေက तू ကပုံမှန်အတိုင်းပဲအစဉ်လိုက်တိုင်းပဲပျော်ပေါ်ဝင်ချိန်စောတာဆိုလို့ရှိရင်တော့ကိစ္စမရှိပေမဲ့ခုနကပြောသလိုယောဂနဲ့တွဲတယ်ဆိုလို့ရှိရင်ဥပမာ तू ကခေါင်းထဲမှာအကျိတ်ရှိတယ်ဆိုလို့ရှိရင်ရုတ်တရက်ကြီးမပြုတ်ဘဲနဲ့အန်တက်တဲ့အကျင့်ရှိတာဝေါကနေအန်လိုက်တာမျိုးပေါ့နော်နောက်တစ်ခုကဘိုက်ထဲမှာအလုံးကျိတ်တွေရှိရဆိုလို့ရှိရင်လေ तू ကဒီဝမ်းချုပ်တာတက်တာမျိုးပေါ့နော်ဒီလိုမျိုးလက္ခဏာလေးတွေကလေးမှာဘာတွေရှိနေလဲပေါ့နော်ဒါလေးတွေကိုလည်းအမေကစောင့်ကြည့်ပြီးတော့ကြည့်ရှုတဲ့နယ်ပေါ့နော်တကယ်လို့ဒီလိုမျိုးအန်ရရှိရဲ့လက္ခဏာတွေကိုမမေတွေအနေနဲ့တွေ့လာပြီးဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တွားရောက်ပြီးတော့တိုင်ပင်သင့်တယ်လို့ဆရာမကအကြံပြုလိုက်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်